အားလုံးပဲမင်္ဂလာပါ PSO Channel မှာကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာ Redmi Note 9 Pro 5G ရဲ့မှန်လဲမယ်ဘက်ကပါလဲမှာပေါ့နော်ဘယ်အစအဆုံးဘယ်လိုလုပ်ရမလဲဘယ် tool တွေသုံးပြီးတော့လုပ်ရမလဲဆိုတာကိုကျွန်တော်ဒီ video ထဲမှာအသေးစိတ် sharing လုပ်သွားပေးမှာဖြစ်ပါတယ်အဆုံးထိလိုက်ပါကြည့်စုဖို့တောင်းဆိုချင်ပါတယ်ဟုတ်ပြီပထမအဦးဆုံးကျွန်တော်တို့အခုလိုမျိုးကွဲနေတဲ့အနေအထားမှာဆိုရင်ဒီအသေးချခွာချင်တယ်ဆိုရင်ပေါ့နော်တိတ်လေးကတ်လိုက်လဲရတယ်ကျွန်တော်အပြင်တစ်ပြင်လုံးပေါ့နော်ဘက်ကပါတစ်ပြင်လုံးတိတ်ကတ်လိုက်တိတ်ကတ်ပြီးတော့ခွာလို့ရတာပေါ့နော်မှန်အောင်လဲတိတ်ကတ်လိုက်မှာပေါ့အခုလိုမျိုးမှန်နေဘက်ကပါအနောက်တွေမှာပါတက်တဲ့ဖလင်ပြားလေးပေါ့နော်အပြာရောင်လေးအဲ့ဖလင်ပြားလေးကိုကျွန်တော်တလမပက်လေလောက်လေးညှက်လိုက်တယ်ညှက်လိုက်ပြီးတော့930ကော်ရည်လေးနည်းနည်းထိုးပြီးတော့နည်းနည်းဟနေတဲ့ကောင်းနေမှာဆိုရင်လိုက်ထိုးမယ်ဆိုရင်အဆင်ပြေတယ်ဒီ930အရေးကကင်မရာထဲဝင်လို့ရှိရင်ပြတ်တတ်ပါတယ်နောက်တစ်ခုကမှန်ထဲဝင်ရင်လည်းကျွန်တော်တို့မှန်လဲပြတ်တတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့သုံးတဲ့နေရာမှာမှန်ကိုလည်းသတိထားရတယ်မှန်ကောင်းနေသေးတယ်ဆိုရင်ကင်မရာထဲဝင်သွားမှာကိုလည်းသတိထားပေးရတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့အစအဆုံးခွာလိုက်ပြီပေါ့နော်ဖလင်ပြားလေးနဲ့တိုးခွာလိုက်လို့ရပါတယ်အခုလိုမျိုးစကူတွေအကုန်လုံးကျွန်တော်ဖြုတ်မှာပေါ့နော်စကူတွေအကုန်လုံးဖြုတ်မယ်ဒီစကူတွေအကုန်လုံးဖြုတ်ပြီးပြီဆိုရင်အသာလေးကျွန်တော်တို့လှပ်ထုတ်လိုက်ရုံပဲ Redmi Note 9ရဲ့ဒီကင်မရာဘန့်ဘေးမှာအဝိုင်းလေးပါတယ်အဲ့အဝိုင်းလေးကိုကလပ်ထုတ်ပြီးတော့အဲ့အောက်မှာလည်းစကူရှိသေးတယ်ပေါ့အဲ့စကူ၃လုံးကိုလည်းကျွန်တော်တို့ဖြုတ်ပေးလိုက်တယ်ပြီးပြီဆိုရင်မှန်ကလည်းထိုနည်း၎င်းပဲဘက်ကပါခွာသလိုပဲခွာပေးရမှာပေါ့တန်ပြားလေးရှိရင်လည်းရတယ်နော်တန်ပြားလေးပပလေးပေါ့ဒီနေရာမှာအကုန်လုံးကျွန်တော် battery shortcut ကိုအရင်ဆုံးဖြုတ်ပြရပါတယ် battery shortcut ကိုဖြုတ်ပြီးပြီဆိုမှတခြားမှန် shortcut တို့အလဲကျိုးတို့လိုက်ဖြုတ်ပြရပါတယ်ပထမအဆုံးပြန်တက်တဲ့ခါကျရင်လည်းနောက်ဆုံးမှ battery ကိုပြန်တက်ရပါတယ်အဲ့ပုံဆိုရင်ကျွန်တော် battery ကိုခွာလိုက်ပါမယ် battery ခွာလိုက်မယ်အောက်ပိုင်းဒီ speaker ချမ်းပေါ့နော် speaker ချမ်းကိုကြာတော့ speaker ဖုန်းကြာကျွန်တော်ဖွင့်စရာမလိုဘူးမှန်ကြိုးတစ်ချောင်းနဲ့ပါတာဖြစ်တဲ့အတွက်မှန်ကြိုးမှာဒီ battery အောက်လေးမှာပဲဆိုတော့မှန်ခွာပြီးတာနဲ့ဆွဲထုတ်လိုက်ရုံပဲအခုကဒါဒီတိတ်လေးပေါ့နော်မိကန်တိတ်လေးကိုကျွန်တော်ညှက်ပြီးတော့ကင်မရာအုပ်ထားမလို့ဟိုမှုံလေးတွေဝင်သွားမှာဆိုလို့ပေါ့နော်ကင်မရာအဆန်လေးတွေကိုအဲ့ဒါကြောင့်မလို့ဒီတိတ်လေးအုပ်ထားလိုက်တယ်ပေါ့နော်တိတ်လေးအုပ်ထားလိုက်တယ်အဲ့ဒါဆိုရင်အမှုံနေမဝင်တော့ဘူးပေါ့โอเคအဲ့ဒါဆိုရင်ဒီနေရာမှာ930အရေးလေးကျွန်တော်ပတ်လဲဒီမှန်ကမသုံးတော့ဘူးဖြစ်တဲ့အတွက်930အရေးလေးဘေးပတ်လဲနည်းနည်းစိတ်ဝင်သွားအောင်ပတ်လဲလိုက်ဖြန်းပေးလိုက်ပါတယ်ဖြန်းပေးပြီဆိုရင်တန်ပြားနဲ့ပဲဖြစ်ဖြစ်ခုနကကျွန်တော်တလမပတ်လဲလောက်ညှက်ထားတဲ့ဖလင်ပြားလေးဖြစ်ဖြစ်တန်ပြားလေးဖြစ်ဖြစ်အခုလိုမျိုးဒီဘောင်နဲ့မှန်တဲ့ကြားလေးတွေကို white ထိုးလိုက်မယ်ဆိုရင်ကော်လေးတွေနည်းနည်းပြတ်သွားမှာပေါ့ကော်လေးတွေပြတ်ပြီဆိုရင်ဒါလေးကလပ်တင်လိုက်မှာပေါ့အဲ့ဒါဆိုရင်မှန်တစ်ချက်လုံးကြွလာပါမယ်အဲ့ခါကျရင်ကျွန်တော်တစ်ချက်လုံးဆွဲထုတ်လို့ရပြီပေါ့အပြက်ခွာတာဖြစ်တဲ့အတွက်ဘလို့ပဲဖြစ်ဖြစ်ခွာလို့တော့ရပါတယ်ဒီအဓိကတော့ဘောင်တွေမကျွတ်စေနဲ့ပေါ့နော်ဘောင်ကျွတ်ရုပ်ဆိုတာတော့ဘောင်ပဲ့ရင်မှန်အသစ်ပြန်တင်တဲ့ခါကျရင်မကြတော့တာတို့အဲ့လိုမျိုးလေးတွေဖြစ်တတ်ပါတယ်အဲ့ဒါကြောင့်မလို့တခြားနည်းနည်းတက်တက်ရက်လေးပေါ့နော်ဘောင်လေးအသစ်မှန်အသစ်ပြန်တင်တဲ့ခါကျရင်လည်းဒီတက်တက်ရက်လေးဖြစ်အောင်တေးတက်တက်လေးဖြစ်အောင်တခြားလေးခွာပေးတာပေါ့โอเคအခုလိုမျိုးဆိုဒါဆိုနည်းနည်းဟလာပြီဒီမှာ LCD နဲ့မှန်နဲ့โอเคအဲ့ဒါဆိုကျွန်တော်ဖလင်ပြားလေးကောက်ပြီးတော့ပဲဖလင်ပြားလေးနဲ့ဘီးပတ်လဲဆွဲလိုက်ပါမယ်အဲ့ဒါဆိုရင်မှန်တစ်ချက်လုံးကျွတ်ထွက်လာပါမယ်အခုလိုမျိုးပေါ့နော်ဒီဖုန်းပြုပြင်နည်းတွေ software ပိုင်းတွေ hardware ပိုင်းတွေကိုမိတ်ဆွေတို့ကစိတ်ဝင်စားတယ်ဝါသနာပါတယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ YouTube channel ထဲမှာဆိုရင်ဒီဖုန်းပြုပြင်နည်းပေါ့နော် software ပိုင်းတွေ hardware ပိုင်းတွေဒီစုံစုံလင်လင်ပါတာပေါ့နော် lock ဖြီနီးတော့ global chain နီးအစအဆုံးဒီမှန်လဲနေ shortcut ဖုန်းပြုပြင်နီးစုံစုံလင်လင်တင်ထားပေးပြီးဖြစ်ပါတယ်မိတ်ဆွေတို့စိတ်ဝင်စားရင် channel ထဲမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ် okay ဒီမှာဆိုရင်ကော်ဆင်းဖို့ပဲကြံတာပေါ့နော်ကော်ဆင်းပြီးပြီဆိုရင်မှန်ဘောင်ပေါ်မှာကော်လေးပတ်လဲဒီဘောင်ပေါ်မှာပေါ့နော်ဒီဘောင်ရဲ့အောက်မှာမဟုတ်ဘူးနော်ဘောင်အပေါ်မှာကော်လေးတေချာညင်ညာလေးတင်လိုက်မယ်များလည်းမများနဲ့နဲလည်းမနဲနဲ့နဲတယ်ဆိုရင်ပြန်ကွာမယ်များတယ်ဆိုရင်တော့ကျွန်တော်တို့ဒီ SC ကြားထဲဝင်သွားနိုင်တာဖြစ်တဲ့အတွက်အဲဒါကြောင့်မလို့ကျွန်တော်တို့ကများလည်းမများနဲ့နဲလည်းမနဲနဲ့ပုံမှန်လေးပဲသုံးပေးတာပို့ကောင်းတယ်ပေါ့နော်တန့်စင်လုပ်ပေးရပါတယ်အခုလိုမျိုးကော်မတုတ်သေးခင်ကျွန်တော်မှန်ကောင်းမကောင်းကိုလည်းကျွန်တော်တို့ဒီ
ကော်မကတ်သေးခင်မှန်အောင်ကောင်းမကောင်းကိုလည်းစမ်းကြည့်ရပါတယ်တခြားလေးစမ်းကြည့်ပြီးဆိုမှကောင်းပြီဆိုမှကျွန်တော်တို့ကော်တုပ်ပြီးတော့ကော်ကတ်တာပေါ့နော်မှန်တဲ့ဒီဖုန်းနဲ့မှန်ပြန်ကတ်မှာပေါ့โอเคအဲ့ဆိုရင်ကျွန်တော်တို့ဒီမှန်လဲစမ်းပြီးပြီဆိုရင်တော့မှန်ပြန်ကတ်ရုံပါပဲဘက်ကပါကတော့မိတ်ဆွေတို့သိတဲ့အတိုင်းပဲဒီတိုင်းလေးပဲပြန်ကတ်ရုံပဲဘာမှထူးထူးမရှိဘူးပေါ့နော်မှန်တော့နည်းနည်းသတိထားရတယ်မှန်နည်းနည်းတော့ထိခိုက်လွယ်တာဖြစ်တဲ့အတွက် NCD ကြားထဲကော်ဝင်သွားတာတို့ဒီခုနကတင်နာရေးတို့930ရေးတို့ဝင်သွားလို့ရှိရင်လည်းအဆင်မပြေဘူးပေါ့နော်โอเคဒါကတော့ကျွန်တော်တို့ဒီကင်မရာအပေါက်လေးရဲ့ဘေးမှာတိတ်လေးတွေပါတတ်ပါတယ်အဲ့တိတ်လေးတွေကိုမခွာမိပဲနဲ့ကတ်မိလိုက်တယ်ဆိုရင်ကျွန်တော်တို့နည်းနည်းလက်ဝင်တာလေးတွေဖြစ်တတ်ပါတယ်အဲ့ဒါလေးတွေကိုလည်းကျွန်တော်တို့သတိထားပြီးပြန်ကတ်ရတာပေါ့နော်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဘောင်လဲကြာတာပေါ့နော်ဘောင်လေးလဲကြာတယ်အဲ့လိုဘောင်လေးနဲ့မှန်လေးနဲ့အဲ့လိုတက်ရက်ရက်လေးပြန်ကြာတယ်အကောများလည်းမများဘူးနည်းလည်းမများဘူးဆိုရင်ကျွန်တော်တို့ဒီမှာနော်လက်လီနဲ့နည်းနည်းလေးအခုချိန်မှာပုတ်ထုတ်လိုက်ရုံပဲဒီပြီးလို့ရှိရင်ကျွန်တော်တို့ဒီကလစ်ညက်တာပဲဖြစ်ဖြစ်သေဝင်စီးတာပဲဖြစ်ဖြစ်ဒီကတော့သေဝင်စီးတာတော့အကောင်းဆုံးပေါ့သေဝင်စီးပြီးပြီဆိုရင်ကော့ထွေထူးပြန်တုတ်ကြရမလို့တော့ဘူးပေါ့နော်ကော့တအားကြီးများနေတဲ့ဘောင်ပေါ်မှာပေးနေတယ်ဆိုရင်ကော်ရီတအားကိုတုတ်ရပါတယ်ခုဆိုရင်ဒါဆိုရင်နေတော်ပဲပေါ့နော်โอเคဒါလေးကမှန် shortcut ကြိုးလေးကိုတခြားနေရာကျအောင်ပြန်တင်ပါတယ်ပြီးရင်ကျွန်တော်ဘက်ထရီကကော်မပါဘူးဖြစ်တဲ့အတွက်ဘက်ထရီလေးနည်းနည်းလှုပ်နေမှာဆိုလို့ဘက်ထရီလေးကိုကော်လေးအများကြီးလည်းမသုံးပါတော့အများကြီးသုံးလို့ရှိရင်လည်းတခုခုအဲ့ဒါရှိလို့ရှိရင်ပြန်ခွာတဲ့ခါကျရင်တအောက်ခွာခတ်တယ်အဲအကြောင်းမလို့ကျွန်တော်တို့ကပုံမှန်လောက်ပဲဒီဘက်ထရီငြိမ်ုံလောက်ဆိုရင်ကော်လေးထည့်ပြီးတော့ကြံပြီးတော့အုပ်လိုက်တယ်ပေါ့ပြီးရင်လေကျိုးတက်တယ်ပြီးနောက်ဆုံးမှဘက်ထရီ shortcut ငုတ်ကိုတက်ပါတယ်ဖြုတ်တဲ့ခါကျရင်တော့ battery shortcut ကိုအရင်ဆုံးဖြုတ်တာပေါ့နော်တက်တဲ့ခါကျရင်နောက်ဆုံးမှတက်ပါတယ်ဒါလေးကိုတော့နည်းနည်းသတိထားဖို့လိုပါတယ်ပြီးရင်ဒီဖုန်းလေးပေါ့နော် socket ဖုန်းလေးပြန်ဖုံးတယ်ပြန်ဖုံးပြီးတော့တုံးစံတိုင်းပဲကျွန်တော်တို့လွယ်လွယ်ကူကူပြန်အုပ်လိုက်ပါတယ်မိတ်ဆွေတို့ကအခုလိုမျိုးဖုံးပြုတ်ပြင်နည်းပညာတွေကိုမိတ်ဆွေတို့စိတ်ဝင်စားတဲ့ဝါသနာပါတယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ် okay အဲ့ဒါဆိုရင်ဒီမှာဆိုအကုန်လုံးကြက်ပြီးပြီစကူတွေအကုန်လုံးပြန်ဆွဲရမှာပေါ့နော်ဆွဲပြီးပြီဆိုရင်ဖုန်းလေးပြန်တင်ဘေးပတ်လေလေးကော်လေးအုပ်ပြီးတော့ကျွန်တော်တို့တသက်ရက်လေးပြန်သုံးလို့ရပြီပေါ့နော်ဒါဒီအခုသုံးသွားတာဖလင်ပြားလေးရယ်ကြောက်လှဲ့တစ်ချောင်းပေါ့နော်ကြောက်လှဲ့တစ်ချောင်းရယ်ဖလင်ပြားတော့ကျွန်တော်တို့ဘက်ကပါဝင်ပါတယ်ဒီ930အရေးလေးရှိနေတော့ပိုကောင်းတယ်ပေါ့နော်ဓာတ်ဆီတွေပါတွေကျတော့ဟိုကောင်းခွာလို့တော့ရပါတယ်မရှိရင်တော့သုံးလို့ရတာပေါ့နော်သုံးလို့ရတယ်အဓိကလိုတာကြောက်လှဲ့တစ်ချောင်းထဲနဲ့ကျွန်တော်တို့နော်မှန်လဲလို့ရတယ်ဒါလေးကတော့မိတ်ဆွေတို့အတွက်ဘလူးတူတာရမယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ခုလိုမျိုးအနေထားလေးဆိုရင်ကျွန်တော်တို့ပြန်သုံးလို့ရပြီပေါ့နော်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ